မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဇိုင်းဖန်တီးမှုဆိုတာလေအရင်ကတော့ပညာရှင်တွေအထူး software တွေနဲ့မှလုပ်လို့ရတယ်ထင်ခဲ့ကြတာ잖아요အခုတော့အဲ့လိုမဟုတ်တော့ဘူးအဲ့ဒီအတွေ့တွေပြောင်းပြန်ဖြစ်သွားစေတဲ့အချက်တွေတွေ့နေရပြီ ဟုတ်ကဲ့ လူတိုင်းနှီးပါပေါ့လေကိုယ်စိတ်ကူးကိုဒီဇိုင်းအဖြစ်အသက်သွင်းနိုင်လာတယ်ပြီးတော့ကိုယ်ပိုင်သရုပ်ဖော်ပုံလေးတွေကနေတကယ်ကုန်ပစ္စည်း brand တစ်ခုဖြစ်လာတဲ့ဒီကို ဟုတ်ပါတယ် ဒီချက်တီကိုကျမတို့ domestic ကရဲ့ blog post တစ်ခုပြီးတော့နာမည်ကြီး online တင်တဲ့တစ်ခုကနေယူထားတာပါဆိုတော့ဒီနေ့က design လောကဘယ်လိုပြောင်းလာတယ်လဲကိုယ်ပိုင်ဖန်တီးမှုကိုဘယ်လိုအဆင့်မြင့်မလဲအဲ့ဒါလေးတွေစူးစမ်းကြည့်ကြတာပေါ့ ဟုတ်ပါတယ်အခုခေတ်မှာလေဤပညာတွေပြီးတော့ TUC ရ platform တွေကအရာထုတ်ကူပေးလာတယ်အဲ့တော့ဖန်တီးမှုနယ်ပယ်ကအရင်ကတည်းအများကြီးပို့ကျပြန်လာတယ်ပို့ပြီးလန်းမိလာတယ်ပေါ့ကဲပထမဆုံး design view တွေလူတိုင်းသုံးနိုင်လာတဲ့အပိုင်းကိုအရင်ကြည့်ကြအောင် အဲ့ဒါနဲ့ပတ်သက်ရင်လေEleanor Melino ဆိုတဲ့သူ Canva ပြိုင်ပွဲမှာဆုရသွားတဲ့ project edit if you Canva ဆိုတာလေ ဟုတ်တယ် အဲ့ဒါတကယ်ဥပမာကောင်းပဲသူက Starbucks တို့ KitKat တို့လိုကဘာကျော် brand တွေရဲ့ကြော်ညာတွေကို Canva တက်ပဲတုံးပြီးပြန်ဆွဲပြခဲ့တာ ဟုတ်ကဲ့ အဲ့ဒါကဘာကိုပြလဲဆိုတော့ design ပညာရှင်မဟုတ်ပေမဲ့မှန်ကန်တဲ့ထူးနဲ့စိတ်ကူးလေးရှိရင်ဘယ်လောက်ထိလုပ်ပြနိုင်လဲဆိုတာပဲတကယ်အံ့ဩဖို့ကောင်းတယ် အဲ့တကယ်အဓိကချက်ပဲဆိုလိုချင်တာကစေးကြီးတဲ့ရှုပ်ထွေးတဲ့ software တွေရှိမှမဟုတ်ဘူးအရေးကြီးတာက design ရဲ့အခြေခံ concept ကိုနားလည်ဖို့ပဲ Eleanor Melino အတွေ့အကြုံကနေကြည့်ရင် Canva လို2နဲ့တောင် professional ဆန်းတဲ့ design တစ်ခုဖန်တီးဖို့အဓိကကိုဘာ message ပေးချင်တာလဲဘလို့ emotion ဖြစ်စေချင်တာလဲအဲ့ဒါကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသတ်မှတ်ဖို့ပဲ ဟုတ်ကဲ့အဲ့ဒါအရင်ဆုံးသတ်မှတ်ရမယ် အဲ့ဒါပြီးမှ လိုက်ဖက်ကစာလုံးပုံစံ typography ဆိုတာစာလုံးရဲ့ style ပေါ့ပဲ serif လား sans serif လား စာလုံးအထူအပါ weight လည်းပါတယ်ဘိုးလားလိုက်လား ဟုတ်တယ်ပြီးတော့ဖတ်လို့ရှင်းရလား legibility အဲ့ဒါတွေစဉ်းစားရတယ်ပြီးတော့အယောင်အသွေး color palette အယောင်မှာလဲ color theory အရာနွေးတဲ့အယောင်တွေအဝါတို့လီမော်တို့ကတက်ချွမှုရင်းနှီးမှုပေးတယ်အေးတဲ့အယောင်တွေအပြာတို့မီခိုးတို့ကကြတော့တည်ငြိမ်မှုအားကိုးရတဲ့ခံစားချက်မျိုးပေးတယ်ပေါ့ ဟုတ်ပါ ဒီလိုအခြေခံကြတဲ့ဆုံးဖြတ်ချက်တွေက design တစ်ခုလုံးရဲ့အသက်ပဲ Canva နဲ့ပဲဖြစ်လုပ်လို့ရတယ် မှားပါတယ်ဒီလိုအခြေခံတူးတွေနဲ့လူတိုင်းနှိပါဒီဇိုင်းလုပ်နိုင်လာပြီဆိုတော့နောက်တစ်ဆက်အနေနဲ့ကိုပိုင်သရုပ်ဖော်ပုံလေးတွေကိုတကယ် brand အဖြစ်ဘယ်လိုတိစောက်ကြမလဲအဲ့ဒီအတွက် Domestica မှာတင်တန်းတစ်ခုရှိတယ် Vania Bashir Supergirl လို့လည်းတည်ကြတယ်သူတင်တဲ့တင်တန်း ဟုတ်ကဲ့ creating an illustrated brand from the idea to merchandising နော် ဟုတ်ပါတယ်သူကကိုယ်တိုင်တင်ယူပြီးအောင်မြင်လာတဲ့သရုပ်ဖော်ပန်းကြီးဆရာမှာ Disney Pixar တော့ Cartoon Network ဆိုနဲ့တောင်းအလုပ်လုပ်ဖူးတယ်ဆိုတော့အတွေ့အကြုံကတော်တော်ရှိမှာ ဟုတ်ကဲ့ဒီတင်တန်းရဲ့ချင်းကတ်ပုံကစိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုဝေရုံပုံဆွဲနဲ့တသက်တင်တာမဟုတ်ဘူးကိုယ့်ရဲ့သရုပ်ဖော်ပုံကိုစီးပွားရေးလုပ်ငန်းတစ်ခုလို့ဘယ်လိုချင်းကပ်မလဲဆိုတာကိုအဓိကထားတယ် လုပ်ငန်းတစ်ခုလို့ ဟုတ်ကဲ့အစင်စင်သွားပုံကအရင်ဆုံးဇက်ကောင်ဖန်တီးဖို့စိတ်ကူးရှာတာပုံချမ်းဆွဲတာပြီးတော့ဇက်ကောင်ရဲ့စိတ်နေစိတ်ထား character psychology ကိုပါထမှတ်တာဒီလိုရတယ် စိတ်ပိုင်းဆိုင်ရာပိုင်းဒီပါပါတာပေါ့ ဟုတ်ကဲ့ပြီးတော့အရင်အရေးကြီးတဲ့ပိုင်းက style guide ဖန်တီးတာ style guide ဆိုတာဘယ်လိုမျိုးလဲ style guide ဆိုတာကကို brand ရဲ့ပုံရိပ်တီဥပမာအယောင်စာလုံးဇက်ကောင်ရဲ့ဟန်ပိုင်မှုရအဲ့ဒါတွေကိုပုံစံတသားလေးကြောင်ထင်ပေးမယ်စီမင်းဆောင်လေးလိုပဲ ဟုတ်ကဲ့ ဒါရှိမှကိုဒီဇိုင်းကို license ပြန်ရောင်းတာပဲဖြစ်ဖြစ်ကိုယ်တိုင်ကုန်ပစ္စည်းထုတ်တာပဲဖြစ်ဖြစ်အခုလုံးကတပုံစံလေးဖြစ်နေမှာ ဟုတ်ပြီတဘောပေါက်ပြီ နောက်ကစင်ကကုန်ပစ္စည်းဒီဇိုင်းရဲ့အတွက် mock-ups တီတုံးလာ mock-up ဆိုတာကကိုဒီဇိုင်းကို t-shirt ပေါ်မှာဒါမှမဟုတ်ခွက်ပေါ်မှာတကယ်ထုတ်လိုက်နေဘယ်လိုပုံစံဖြစ်နေဆိုတော့ကွန်ပျူတာနဲ့ကြိုကြည့်တဲ့ပုံစံတွေပေါ့ ကြုံမြင်ကြည့်လို့ရတာပေါ့ ဟုတ်တယ်ပြီးတော့ကုန်ပစ္စည်းကိုဘယ်လိုဆွဲဆောင်မှုရှိအောင်ပြမလဲဆိုတာဒီပါတယ်နောက်ဆုံးမှတော့ကို brand ကို social media မှာဘယ်လိုဈေးကွက် medium လဲကိုရဲ့ဖန်တီးနိုင်စွမ်းကိုရေရှည်ဘယ်လိုထိမ့်သိမ့်မလဲဆိုတဲ့နီလန်းတွေထိပါဝင်တယ် တင်တန်းက beginner ဆင့်တော့ရည်ရွယ်တယ်လို့ဆိုပေမဲ့အခြေခံပုံဆွဲတတ်ဖို့နဲ့ Procreate တို့ Photoshop Illustrator အခြေခံလို့တော့တည်ထားဖို့လိုရလို့ပြောထားတယ် အခြေခံတော့လိုတာပေါ့
ဒါပေမဲ့တက်တဲ့သူ63ကျောင်းရှိပြီး feedback ပေးသူ900ညင်ဆဲမှာ99%က positive ပေးထားတယ်ဆိုတာကတော့တော်တော်မိုက်တယ် ဟုတ်တယ်သူတို့များများစိုက်ကြတယ် တင် जा မှုကသေးစိတ်ချတယ်အရင်အသွင်ဝင်တဲ့ကြံကြံနေရတယ်စိတ်သက်တက်ကြွစေတယ်လို့အများစုကချီးကျူးကြတယ် domestic ကောလို့ကိုပိုင်အချင်းနဲ့လေးလာလို့ရတဲ့ platform တွေရဲ့အားသားချက်လည်းပါတာပေါ့နော် ဟုတ်ပါတယ်ဒါနဲ့ကိုခြုံပြီးကြည့်လိုက်ရင်လေတစ်ဖက်မှာ Canva လို့လူတိုင်းသုံးနိုင်တဲ့ key တွေကဒီဇိုင်းဖန်တီးမှုရဲ့တကားကိုဖွင့်ပေးလိုက်တယ်နောက်တစ်ဖက်မှာ Domestic လို့သင်တန်းတွေကကိုပိုင်ဖန်တီးမှုတွေကိုစနစ်တကျနဲ့ brand တစ်ခုအဖြစ်တည်ဆောက်နိုင်ဖို့လမ်းညွှန်ပေးနေတယ် ဟုတ်ကဲ့ ဒါကြောင့်တရုတ်ပေါ်ပုံးတဲ့ဒီဇိုင်းနဲ့ပဲမှာကိုပိုင်လမ်းကြောင်းထွင်ဖို့အရင်ကလောက်အကားအစီးမရှိတော့ဘူးလို့ပြောလို့ရတယ် တကယ်ပဲဒီအချက်တရားလေးဒီဇိုင်းကိုစိတ်ဝင်စားလို့လေးလာခြင်းတဲ့သူတွေအတွက်ရောကိုပိုင်တရုတ်ဖော်ပုံလေးတွေနဲ့ brand တစ်ခုစတင်ခြင်းနေတဲ့သူတွေအတွက်ရောဖြစ်နိုင်ချေအသက်ကြီးအခွင့်အလမ်းတွေကိုတွေ့မြင်စေမှာထင်ကြပါတယ် ဟုတ်ကဲ့အဲ့ဒါနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ် ဟုတ်ကဲ့ပြောပါရှင် ဒီလိုအသုံးဝင်တဲ့ Kiria တွေစနစ်ကျတဲ့သင်တန်းတွေရဲ့အကူအညီတွေရှိနေမယ်ကိုယ့်ရဲ့ fan တီးမှုမှာကိုပိုင်အမှတ်တညာ identity ပေါ့လေကိုပိုင်ဇက်လန်းကိုဘယ်လိုထူးထူးခြားခြားထည့်သွင်းနိုင်မလဲတခြားသူတွေနဲ့မတူဘဲလူတွေတကယ်ချိတ်ဆက်မိပြီးနှစ်သက်ကြမယ်တရုတ်ဖော် brand တစ်ခုရဲ့အဓိကအနှစ်သာရကဘာဖြစ်မလို့လဲထင်ပါသလဲအဲ့ဒါလေးစဉ်းစားကြည့်စေချင်ပါတယ်